အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ The Justice Way သတင်းဌာနပါဒီနေ့တင်ဆက်ပေးမယ့်သတင်းကြောင်းကတော့မင်းအောင်လှိုင်ကသူသားအောင်ပြေးဆောင်စီမံကိန်းအတွက်ပြည်ဦးနဲ့3000ရာမှာရှိတဲ့ရက်သားနေအိမ်တွေပြည်သူနေအိမ်တွေ90ကျော်ကိုဖျက်သိမ်းလိုက်တယ်ဆိုတဲ့အကြောင်းပါမန္တလေးတိုင်းပြည်ဦးနဲ့မြို့နယ်3000ရာမှာရှိတဲ့ပြည်သူပိုင်းနေအိမ်နဲ့ဆိုင်ကန်း90ကျော်ကိုမင်းအောင်လှိုင်ကသူသားအောင်ပြေးဆောင်ရတနာပေါ် Cyber City စီမံကိန်းဧရိယာမှာပါဝင်တယ်လို့ဆိုပြီးတော့အတင်းအဓမ္မဖယ်ရှားခိုင်းနေတယ်လို့ဒေတာကန်တွေကပြောပါတယ်ဒေတာကန်တွေရဲ့ပြောကြားချက်အရစီမံကိန်းဟာစစ်ကောင်းတော်မင်းအောင်လှိုင်အောင်ပြေးဆောင်နဲ့ဆက်နွယ်တဲ့ကုမ္ပဏီကအကောင့်တွေဖော်မဲ့စီမံကိန်းဖြစ်ပြီးတော့ဇွန်လ15ရက်နေ့ကိုနောက်ဆုံးထားပြီးတော့နေနဲ့ဆိုင်ကန်းတွေဖျက်သိမ်းပေးဖို့အကြောင်းကြားရတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ကလည်းမဖျက်ရသေးတဲ့နေအိမ်တွေကိုဘူဒိုဇာတွေနဲ့အတင်းအဓမ္မဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ဒေတာကန်တွေကပြောပါတယ်ဒေတာကန်တွေလက်ရှိသိမ်းဆည်းခံရတဲ့မြေတွေကရွာပိုင်မြေတွေဖြစ်ပြီးတော့လက်ရှိမှာမြေတော်ကကိုသိမ်းထောင်ကြီးတန်ဖိုးရှိတဲ့မြေတွေဖြစ်တယ်လို့ဒေတာကန်တွေကပြောကြားထားပါတယ်